င်္ဂလာပါကျွန်တော်တို့ရေကုန်တဲ့ကိတရားဖွင့်နေလို့ကျွန်တော်တို့ရဲ့ KBCR community ခက်ပြီးကျွန်တော်တို့ရဲ့ဆရာဒီဆိုကိုချက်ကိုလည်းရေးဆက်တည်သုံးထားတဲ့ချစ်တဲ့ခေတော့ရနိုင်တော့တဲ့အဆိုရဖြစ်ခြင်းနဲ့ပြောပြပါမယ်ခန်းစားနာဆင်ပေးကြပါခင်ဗျာ共一切。